ဒီတစ်ချက်မရှိရင် online စီးပွားရေးမှာကြရှုံးမှာသိကြတယ်လွယ်ကူဆုံးစီးပွားရေးက online စီးပွားရေးလို့တော့ပြောတယ်ဒီ online စီးပွားရေးကတကယ်ရောလောက်ရတာလွယ်ကူလားဆိုလို့ရှိရင်တော့လောက်ရတာတော့လွယ်တယ်ဒါပေမဲ့ရေရှည်ရက်တည်နိုင်ဖို့ကခက်တယ်တော်တော်များများ online ရဲ့ဒဏ်ကိုမခံနိုင်ကြဘူးရဲ့အထူးသဖြင့် system မရှိဘဲနဲ့တယောက်တည်းလုံးနေရတဲ့သူတွေဆိုလို့ရှိရင်ပိုဆိုးတာပေါ့နော်ကိုယ်တိုင်ကြောင်ညာရတယ်ကိုယ်တိုင် marketing လေးလာရတယ်ကိုယ်တိုင်ပစ္စည်းထုတ်ရတယ်ကိုယ်တိုင် parcel ထုတ်ရတယ်ကိုယ်တိုင်ပို့ရတယ်ဒီလိုမျိုးအရာအားလုံးကိုတယောက်တည်းလုံးနေတဲ့သူတွေကလေပုံမှန်ကကြီးမားတဲ့ရည်ရွယ်ချက်မရှိရင်ဘာလို့ဒီလောက်ပင်ပန်းနေရတာလဲဆိုတဲ့စကားတစ်ခွန်းနဲ့တင်ကိုအရှုံးပေးပြီးထွက်သွားကြတဲ့သူတွေများတယ်အဲ့တော့ကိုက online ပေါ်မှာရေရှည်ရက်တည်နိုင်တဲ့သူဖြစ်ဖို့ဆိုလို့ရှိရင်တော့ကိုယ့်စီမှာတိကျပြီးကြီးမားတဲ့ရည်ရွယ်ချက်တော့ရှိကိုရှိထားရပါမယ်ကိုဘာလို့ဒီ online ကိုလောက်ရတာလဲဒီ online ပေါ်ကနေကိုဘာရချင်တာလဲ online လောက်ရတဲ့ရည်ရွယ်ချက်ကဘာလဲဒီလိုမျိုးတိကျပြီးကြီးမားတဲ့ရည်ရွယ်ချက်ရှိနေတဲ့သူမှသာ online ပေါ်မှာရေရှည်ရက်တည်နိုင်ပြီးတော့မှအောင်မြင်တဲ့စီးပွားရေးပိုင်ရှင်ဖြစ်မယ်လို့ခီးပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ခိုးရှိကေပါ